အရက်ရဲ့အသေးရဲ့အစီရဲ့သုံးခုပေါင်းလိုက်ရင်တော့အင်မတန်ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားပါတယ်မကြာသေးခင်ကမှကျွန်တော်တို့အားကစားအဖွဲ့တွေအတွက်လုပ်ပြီးတဲ့ဒီစစ်ဆေးမှု program မှာကျွန်တော်လည်းပါဝင်ခဲ့ပါတယ်ပါဝင်ခဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဗာတွေ့လဲဆိုတော့အသေးအစီဖုံးတယ်လို့တွေ့ပါတယ်ခင်ဗျာဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့တော့အတော့ဒီလောက်နေတယ်ပေါ့လေနေတယ်ဟိုဘာအသက်အရွယ်ရလည်းပါတာပေါ့လေအဲ့လိုအဲ့ဒီအခါကျတော့အစားအသောက်နည်းတော့ကျွန်တော်စားတယ်အစားအသောက်နည်းနဲ့လည်းဘယ်လိုများအများကြီးရှောင်ရမလဲအရက်တောက်တာတဲ့ဆိုသလားအဲ့တော့ကျွန်တော်အစားအသောက်နဲ့တစ်ချက်ကလေးပြောပါမယ်ဟုတ်ပြီကျွန်တော်တို့ဒီအစားစားကြတယ်စားမှာပဲနေ့စဉ်စားမှာမစားလို့လည်းမရဘူးဘာကြောင့်လဲအသက်ရှင်ရက်တည်အတွက်ကျွန်တော်ဒီအာဟာရလိုအပ်တယ်အေးအာဟာရကိုအစားနေရတယ်အဲ့အစားစားတောက်ခြင်းဒီတဘာဝကြတယ်နော်ကျွန်တော်ဘိုးဘီပြည်တဲ့နေရာနေစားပြီးအသက်ရှင်လာကြတော့ကျွန်တော်တို့လက်ထက်လည်းစားကြတယ်ဒါပေမဲ့ယနေ့စားတောက်နေတော့စားတောက်ပုံစံဒီအနောက်တိုင်းအစားအစာများနော်ရန်ကုန်မှာနေရာစားပီဇာရတယ်ကြက်ခင်ရတယ်အကုန်ရတယ်နောက်တစ်ခါကျတော့နော်ဝိတမလောဘနဲ့နော်အမျိုးမျိုးပြုပြင်စီတွေပြန်ကြော်စီတွေနော်ဒီတပြောင်းစီတွေအဲ့ဒါတွေသုံးလာကြတယ်ဒါကြောင့်လည်းအမြတ်စွန်းမြတ်ရအောင်နောက်တစ်ခါကျတော့စားတဲ့အစာတွေက energy dense ပေါ့ရင်တော့ဘာကာဟမ်ဘာဂါပေါ့နော်ဘာကာဒီလောက်ကလေးရှိပါတယ်ဒီခေတ်မှာဒီလောက်ကြီး Mac Burger ဆိုပြီးဒီလောက်ကြီးအကြီးလောက်လာကြတယ်စားကြတယ်အဲ့တော့ကျွန်တော်တို့ဒီစားလို့စားတာတဲ့အာဟာရအတွက်စားတာတဲ့ပါဇက်အရသာခံပြီးစားတဲ့စားသုံးနည်းစနစ်ပြောင်းသွားတာတဲ့ကျွန်တော်တို့အသေးအစီအတွက်အများကြီးအန္တရာယ်ဖြစ်စေပါတယ်နောက်တစ်ချက်ကဟုတ်ပြီနော်ကျွန်တော်တို့အစားအသောက်မှာကတော့ပါရဲ့ဘာမှလို့ပြောရင်တော့လော်မာမှုမရှိဘူးပေါ့နော်ရိုးပဲမိရိုးဖလာတိုင်းစားသုံးတယ်ဘာလဲထမင်းကျွန်တော်ထမင်းစားကြတယ်ကျွန်တော်ဒီမှာရေးတာအိန္ဒိယလည်းကျွန်တော်တို့ပဲထမင်းစားတယ်ငယ်ငယ်တော့ကျွန်တော်ထမင်းမစားရင်အမေကဒုံးနဲ့ရိုက်ကြွေးတယ်ဘာကြောင့်လဲအပြတ်သွားမှဆိုလို့မစားရင်အမေကမျက်ရည်ရွှဲရွှဲနဲ့ဘာကြောင့်လဲငါသားလေးအသက်ရှင်တော့မှမဟုတ်ဘူးဆိုပြီးတော့ထမင်းကိုတုံးနဲ့ရိုက်ကြွေးတဲ့ခေတ်ကျွန်တော်တို့ကြီးလာတာဟုတ်ပြီငယ်ငယ်တော့ထမင်းစားတယ်ထမင်းစားတယ်လို့ကျွန်တော်တို့လှုပ်ရှားမှုရှိအလကားနေပြေးလွှာစောစားတစ်ပင်တက်ပါတဲ့ရေကူးနဲ့တစ်ချိန်လုံးရှိလှုပ်ရှားမှုရှိတယ်အဲ့တော့စားတဲ့အစာကနော်ခြေချက်သွားတယ်အာဟာရအဖြစ်နော်ပြောင်းပြီးတဲ့အခါမှာခန္ဓာကိုယ်အသုံးပြုလိုက်တော့အပူမရှိတော့ဒါကြောင့်ဘလောက်စားမဝဘူး15-6နှစ်မှာဟုတ်တယ်မလားဘလောက်စားမဝဒါပေမဲ့အသက်30-40ရောက်လာတဲ့ခါကျတော့ကျွန်တော်တို့က16နှစ်18နှစ်တုန်းကလိုပဲဆက်ပြီးစားနေတယ်ဒါပေမဲ့လှုပ်ရှားမှုကတော့အရင်တဲ့တဝက်မကဘူး၄ပုံတစ်ပုံတော့မလှုပ်ရှားတော့အဲ့တော့စားသမျှအစာတွေကပိုနေတယ်ခန္ဓာကိုယ်အတွက်ပိုနေတယ်အဲ့တော့စားလိုက်တော့ထမင်းမဲ့ဒါပေမဲ့ခန္ဓာကိုယ်ရဲ့ရောက်ပြီးပိုနေတဲ့ထမင်းကိုအစီအနေနဲ့သိမ့်လိုက်တယ်အစီအနေနဲ့သိမ့်လိုက်တဲ့အခါမှာခန္ဓာကိုယ်မှာဘာဖြစ်သွားမလဲအစီတွေပိုလာတယ်အစီပိုကြောင့်ဘယ်လိုသိမလဲဆိုတော့ဝိတ်တက်လာတယ်နော်လူလာပိုင်းမှာကြတော့ကျွန်တော်အယိုးတွေအသားတွေကအပြောင်းလဲမရှိတော့ငြိမ်သွားပြီအဲ့တော့တက်လိုက်ကြလိုက်ဝိတ်ကအစီပဲဖြစ်တော့တယ်အဲ့အစီတွေတက်တယ်အစီတက်တာပြဿနာမရှိသေးဘူးအစီဆိုတာခန္ဓာကိုယ်အတွက်လိုအပ်တယ်နော်ဒီကကိုနှမတွေချောနေလှနေတယ်ဆိုတာဘာဖြစ်တာလဲပါးလေးတွေဖောင်းပြီးလှနေတာအစီလေးတွေအရေပြားအောင်မှာအစီလေးတွေရှိလို့ကျွန်တော်ဆရာတယောက်ပြောတယ်ညသူအိတ်လို့တရေနိုးသူထဆန်းလိုက်တာသူမိမထဆန်းလိုက်တာတခါတလေကြောဆန်းမြင်မှမသိရင်ဆန်းမြင်မှမသိအစီမချင်းအဲ့ဒီလိုဖြစ်နေဟာအဲ့တော့အစီရလိုအပ်တယ်ဒါပေမဲ့အစီဒီရှိတဲ့ရှိတိုက်တဲ့နေရာပါလေအရေပြားအောက်မှာရှိတဲ့အစီကခန္ဓာကိုယ်အတွက်လိုအပ်တယ်ရှိတဲ့ရှိတိုက်တဲ့နေရာဒါပေမဲ့ခုနပြောတဲ့အစီတွေအယမ်းများသွားတဲ့အခါမှာဘာဖြစ်လဲအဲ့အစီတွေကသူရှိတဲ့ရှိတိုက်တဲ့နေရာမှာမဆန့်တော့ဘာဖြစ်လဲမရှိတိုက်တဲ့နေရာတွေမှာသွားပြီးတော့ဆုဥပမာအသေးမှာသွားဆုတယ်သွေးကြောတွေထဲမှာသွားဆုတယ်
ဘိုက်ခေါင်းနေတဲ့မှာဘိုက်ခေါင်းနဲ့နော်ဘိုက်ခေါင်းအစီအနေနဲ့ကျွန်တော်တို့သွားစုတာကိုတွေ့ရတယ်အဲ့တော့စုတော့ဘာဖြစ်လဲဘိုက်ခေါင်းနဲ့အစီကနေတစ်ဆက်အဲ့ဒီကနေစီးကြိုဖြစ်လာတယ်နော်အဲ့ဒီအသေးတွေကအစီကနေအသေးမှာအသေးချောက်အသေးကင်ဆာဖြစ်လာနိုင်တယ်အဲ့ဒီလိုပဲသွေးကြောထဲမှာဆိုရင်သွေးတိုးနှလုံးရောဂါလေပြတ်တာအားလုံးရဲ့အခြေခံကအစီများလာခြင်းပဲဖြစ်ပါတယ်เนาะဒါကြောင့်တတိထားပြီးတော့เนาะကျွန်တော်တို့ဝိတ်မတက်အောင်ရဲ့အစီမတက်အောင်ရဲ့အဲ့ဒါကြိုးစားတင်ပါဒါအစားတောင်းနဲ့ပတ်သက်လို့ပေါ့เนาะကောင်းပြီအဲ့တော့ရက်ကိုအသေးအလုတ်လုတ်ပေးရအလုတ်လုတ်ပေးရမယ်အသေးဒီအစီတွေနဲ့ပြည့်နေတဲ့အခါမှာသူအလုတ်ကောင်းကောင်းမလုပ်နိုင်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့အရက်ကိုလည်းကောင်းကောင်းမချေချက်နိုင်ဒါကြောင့်ကျွန်တော်တို့တော့ပြောကြတယ်ကောင်းတဲ့ရက်တော့မကောင်းတဲ့ရက်မတောင်းနဲ့ဘုရားဟောထားတယ်ကျန်တဲ့လူတွေမှညင်မှမယ်အသေးမှာအစီတွေပြည့်နေရင်တော့ကောင်းတဲ့အရက်တော့လည်းဒီအသေးကမခံနိုင်ဘူးပျက်စီးမှာပဲကျွန်တော်ကဘီယာလေးပဲအရက်မတောက်ပါဘူးကျွန်မဘီယာတောက်တယ်ဘီယာလည်းအရက်ကအစီဖုံးနေတဲ့အသေးကမခံနိုင်ဘူးကျွန်တော်တပတ်တစ်ခါလည်းမခံနိုင်ဘူးဒီကြားတဲ့ဘီဘိုးစီဘိုးကစီမံမသိရှိနေလိုက်ရင်ပို့ပြီးဆိုတယ်ဒါကြောင့်ခဏအရက်ရဲ့အသေးရဲ့အစီရဲ့သုံးခုပေါင်းလိုက်ရင်တော့အင်မတန်ကြောက်စရာကောင်းတဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားပါတယ်နော်ဘာကြောင့်လဲအသက်တိုးမယ်အသက်ကင်ဆာဘက်ကိုသွားမယ်တိရေးနဲ့ဆက်မလျှောက်ကြပါနဲ့နော်ရှေ့ကိုလှမ်းမြော်ကြည့်ပြီးတော့ပညာမျက်စိနဲ့ကြည့်ပြီးတော့ထိမ့်သိမ့်နိုင်ကြပါစေလို့ကျွန်တော်ဒီမှာဆုတောင်းလိုက်ပါတယ် Thank you